င်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့မြန်မာဂီတလောကရဲ့ထိပ်တန်းကင်းတစ်ယောက်ဖြစ်တဲ့ဆိုင်းဆိုင်းခန်းလာရဲ့2026မွေးနေ့ရှိုးပွဲကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပါပရိသတ်တွေအတွက်တော့ဒီညဟာတကယ်ကိုတန်ဖိုးရှိတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်ပွဲစားကလေးကပွဲသိမ်းတဲ့အထိဘလို့တွေတောင်အားရပါရရှိခဲ့တယ်လဲဆိုတာအတူတူကြည့်လိုက်ရအောင်ရှင်ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ရန်ကုန်မြို့တူဝနက်event park တစ်ခုလုံးပြည့်စံသွားတဲ့အထိစံချိန်တင်ပရိသတ်သိန်းကနန်းလောက်လာရအားပေးခဲ့ကြတာကတော့ဆိုင်းဆိုင်းရဲ့ birthday show 2026ပွဲကြီးပဲဖြစ်ပါတယ်ဒီပွဲဟာဆိုင်းဆိုင်းရဲ့အသက်46နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်လည်းဖြစ်တယ်လို့နေ့အတော်ကြာစောင့်နေရတဲ့ပရိသတ်တွေအတွက်လည်းအငမ်းမရအားပေးခဲ့ကြတဲ့ပွဲကြီးပါလက်မဲ့ဈေးနှုန်းတွေက3000ခွဲကနေ VVIP သိန်းကနန်းအထိရှိခဲ့ပေမဲ့ပရိသတ်တွေကတော့ကွင်းလုံးပြည့်အားပေးခဲ့ကြတာတွေ့ရပါတယ်ညနေ4နာရီခွဲကနေည7နာရီအထိကြာမြင့်ခဲ့တဲ့ဒီဖျော်ဖြေပွဲမှာဆိုင်းဆိုင်းနဲ့အတူနာမည်ကြီးအမှုပညာရှင်များစွာလည်းပါဝင်အားဖြည့်ခဲ့ကြပါတယ်ကျမတို့ channel ရဲ့အမြင်နဲ့ပြောရရင်တော့ဒီပွဲဟာဆိုင်းဆိုင်းခန်းလာရဲ့ဂီတအပေါ်ထားရှိတဲ့ခိုင်မာတဲ့ရည်တည်ချက်နဲ့ပရိသတ်တွေအပေါ်ထားတဲ့စစ်မှန်တဲ့မေတ္တာတရားကိုအထင်အရှားမြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်ဂီတတတန်းတစ်လျှောက်မှာမျိုးဆက်သစ်တွေအများကြီးပေါ်ထွက်လာပြီးမြဲဆိုင်းဆိုင်းဟာအမြဲတမ်းအသစ်အဆန်းတွေကိုပေးစွမ်းနိုင်ပြီးပရိသတ်ရဲ့နှလုံးသားကိုဖန်ဆားထားနိုင်စေဆိုတာဒီပွဲကသက်သေပြလိုက်တာပါအထူးသဖြင့်ဒီပွဲမှာပရိသတ်တွေအသေးဆွဲဖြစ်ခဲ့ရတဲ့အပိုင်းကတော့ဘော်ဘီဆော့ဆာရဲ့ဖျော်ဖြေမှုပါဘော်ဘီဆော့ဆာကသူမရဲ့နာမည်ကြီးသချင်းဖြစ်တဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိသချင်းနဲ့အတူစင်ပေါ်မှာအပီအပြင်အမိုက်စားဖျော်ဖြေသွားတာကပရိသတ်တွေကိုတကယ်ပဲတက်ကြွသွားစေခဲ့ပါတယ်ဒီပေါ်မှာပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုလေ့လာကြည့်တဲ့အခါမှာတော့ဘယ်နှစ်တွေပဲပြောင်းသွားပါစေဆိုင်းဆိုင်းကတော့ကင်းအဖြစ်ရှိနေသေးပဲဆိုတဲ့မှတ်ချက်တွေနဲ့အတူအချို့ကလည်းဘော်ဘီဆော့ဆာနဲ့ဆိုင်းဆိုင်းတို့ရဲ့ performance ကပွဲကိုပို့ပြီးသက်ဝင်လှုပ်ရှားစေတယ်လို့ချီးကျူးနေကြတာကိုတွေ့ရပါတယ်ကျမရဲ့ကိုယ်ပိုင်အမြင်အရဆိုရင်တော့ဆိုင်းဆိုင်းဟာသူ့ရဲ့ဖျော်ဖြေပွဲတိုင်းမှာပရိသတ်ကိုအကောင်းဆုံးနဲ့အခမ်းအနားဆုံးအရာတွေကိုပဲပေးချင်တဲ့စိတ်စေတနာအပြည့်ရှိတာကြောင့်ပရိသတ်တွေကလက်မလွတ်ပဲတခဲနဲ့အားပေးနေကြတာလို့မြင်မိပါတယ်ဒါဟာသူ့ရဲ့အမှုပညာစွမ်းအားနဲ့ပရိသတ်အပေါ်ထားတဲ့ချစ်ချင်းမေတ္တာကြောင့်ရရှိလာတဲ့ရလဒ်ပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးရောဆိုင်းဆိုင်းရဲ့ birthday show မှာပရိသတ်တွေနဲ့အတူတချင်းတွေအော်ဆိုရင်ပျော်ခဲ့ရတဲ့အမတ်တရလေးတွေရှိလားရှင်ပွဲတက်ခဲ့တဲ့သူတွေရောအဝေးကနေဂုဏ်ပြုပေးနေတဲ့ပရိသတ်တွေရောဆိုင်းဆိုင်းရဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ပြုစကားလေးတွေကို comment မှာပြောပြပေးသွားကြပါအောင်နော်နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့ထူးခြားတဲ့သတင်းတွေကိုသိရှိနိုင်ဖို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေရှင်